တဘာဝကပေးတဲ့အိမ်သားဒါကတော့ကဘာပေါ်မှာရှိတဲ့တိလိษံတွေကကိုပိုင်အိမ်သားရှိတဲ့အကောင်လေးတွေပဲဖြစ်ပါတယ်ဒီကောင်လေးတွေကိုခလုကဲလို့ခေါ်ပြီးရှင်မျိုးနွယ်ဝင်တဲ့ကောင်လေးတွေပဲဖြစ်ပါတယ်ဒီကောင်လေးတွေကမစင်စွန်းတဲ့အခါမှာအခြားတိလိษံတွေလိုမျိုးတွေ့ရနေရမစိုးတတ်ကြပါဘူးသူတို့နေထိုင်တဲ့ပတ်ဝန်းကျင်မှာအလေးကျပေါက်တတ်တဲ့ရေခရာပင်တွေမှာပဲအညစ်အကြေးဆုပ်ပြတ်တတ်ကြတာပဲဖြစ်ပါတယ်ရေခရာပင်တွေကအပင်မျိုးစိတ်တွေထဲမှာထူးခြားတဲ့အပင်တစ်မျိုးဖြစ်ပြီးတကယ်လက်တွေ့ရေခရာလိုအဖုံးရွက်ကစပါဝင်တာပဲဖြစ်ပါတယ်ရေခရာပင်တွေဟာသူတို့ရဲ့အပွင့်ဖက်ခေါင်းထဲမှာရှည်ပြည့်တဲ့အခါအင်းဆက်တွေကိုဆွဲဆောင်ပြီးတော့အာဟာရပြုကြတာပဲဖြစ်ပါတယ်ခလုကယ်ရီရဲ့အရက်မှာတော့ရေခရာပင်တွေဟာခလုကယ်ရီရဲ့အညစ်အကြေးတွေကနေအာဟာရယူကြတာပဲဖြစ်ပါတယ်လူလိုအိမ်သားလို့ရေဆွဲချလို့တော့မရပေမဲ့ရေပြည့်သွားတဲ့အခါမှာအလိုလိုရှမ်းကြရင်အညစ်အကြေးတွေပါသွားတာဖြစ်တဲ့အတွက်အနည်းစနစ်ကြတာပဲဖြစ်ပါတယ်ခလုကဲကောင်တွေကိုတရိษံမျိုးစိတ်တွေကကမ္ဘာအစည်းကမ်းရှိသောအကောင်တွေဖြစ်သတ်မှတ်ထားကြတာဖြစ်ပါတယ်ပေါ်ပလာဝါခေါ်ရေခရာပင်များကိုလေတဘာဝကပေးတဲ့အိမ်သားလို့တင်စားခေါ်ဝေါ်ကြတာပဲဖြစ်ပါတယ်